Hello အားလုံးပဲမင်္ဂလာပါဒီကနေ့တော့ကရင်လူမျိုးတွေရဲ့ရည်ကြီးမှုနဲ့ဆက်ဆက်နေတဲ့ဒီကျွဲကြိုအကြောင်းကိုဆက်ပြီးတော့ပြောပြလိုပါတယ်ကရင်လူမျိုးတွေရဲ့ရိုးရရင်ကြီးမှုအတွက်မှာဒီကျွဲကြိုဟာအရေးကြီးတဲ့သင်္ကေတအသုံးဆောင်ပစ္စည်းတစ်ခုဖြစ်ပါတယ်ကျွဲကြိုဆိုတာကျွန်တော်တို့ကျွဲရဲ့ဂျိုကနေအဓိကလောက်ထားတဲ့လေမုတ်ကရိယာဒုရိယာပစ္စည်းတစ်မျိုးဖြစ်ပါတယ်တချို့ဒေသတွေမှာလည်းအဲ့ဒါကိုနာမည်မျိုးမျိုးနဲ့ခေါ်ပါတယ်ကျွန်တော်တို့ကရင်လူမျိုးတွေကတော့အဲ့ဒါကိုကွဲလို့ခေါ်ပါတယ်သူ့ရဲ့အတန်ထွက်ပုံကကျေလောင်ပြီးတော့ဟိုးဝေးကြီးအနေပြီးတော့ကြားရတဲ့အတွက်ကြောင့်လူတွေကိုခေါ်ဖို့အတွက်အသုံးပြုတော့လဲကျွန်တော်တို့တွေ့ရပါတယ်ကျွဲကြွားရင်ကျေးမှုရဘလို့ရေးပါလဲဆိုလို့ရှိရင်အိမ်တော်ပြုတ်မင်္ဂလာပွဲတွေရိုးရပွဲတော်တွေပြီးလို့ရှိရင်ဘိုးဘွားဝင်းကျင်ခေါ်ပွဲတွေမှာကျွဲကြုံမပြီးသုံးတယ်ကျွဲရလူတို့ကိုစူပေါင်းခေါ်ယူဖို့အချက်ပေးတယ်ဖြစ်လည်းပဲအသုံးပြုကြတယ်ကျွဲဟာကရင်လူမျိုးတွေရဲ့အရေးပါတဲ့တိရစ္ဆာန်တစ်မျိုးဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့ကျွဲကြိုဟာအာမန်စီလုံးညညမှုနဲ့ရိုးရအမွေလေးကိုစားပြုပါတယ်တင်ငေတာအနေနဲ့ကရင်မျိုးသားတင်ငေတာတွေမှာကျွဲကြိုပုံစံကိုတွေ့ရနိုင်ပြီးတော့ကျွဲကြိုဟာကရင်လူမျိုးတွေရဲ့အမှတ်အသားတစ်ခုဖြစ်မှတ်ယူကြပါတယ်အကျဉ်းချုပ်အဖြစ်ကရင်ကျွဲကြိုဟာတူရိယာပစ္စည်းတစ်မျိုးသာမကကရင်လူမျိုးတွေရဲ့ယဉ်ကျေးမှုသမိုင်းနဲ့စီလုံးမှုကိုဖော်ပြတဲ့အရေးပါတဲ့သမိုင်းအမွေနဲ့ပစ္စည်းတစ်ခုဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကရင်လူမျိုးတွေကိုကြည့်မယ်ဆိုလို့ရှိရင်အဓိကနှမျိုးနှစ်စားတွေ့ရတယ်နော်စကောကရင်နဲ့ပိုးကရင်ဆိုတော့ဒီလူမျိုးနွယ်တစ်ခုကဒီကျွဲကြိုကိုဘယ်လိုအသုံးပြုကြလဲဆိုတဲ့အရာကိုကျွန်တော်တို့အနည်းငယ်ကြည့်အောင်စကောကရင်တွေမှာဆိုလို့ရှိရင်ကျွဲကြိုကိုလူစုခေါ်တဲ့စိဂနယ်တစ်ခုအနေနဲ့အသုံးပြုကြတယ်ရိုးရလဲလုပ်ငန်းတွေကျေးရွာအစည်းအဝေးတွေအရေးပေါ်ခြင်းတွေမှာလူတွေကိုကလေးတဲ့တီးပြီးခေါ်လို့မျိုးပေါ့နော်ကျွဲကြုံမပြီးတော့ခေါ်တဲ့နေရာမှာအသုံးပြုတယ်တချို့ဒေသတွေမှာဆိုလို့ရှိရင်ပွဲတော်တွေမင်္ဂလာပွဲတွေအခမ်းအနားတွေမှာတီးမှုတ်ကြတယ်ဒါပေမဲ့သူ့ကိုတူရိယာပစ္စည်းတစ်ခုနဲ့တီးမှုတ်တာမျိုးတော့မတွေ့ရဘူးနောက်ပိုင်းခရစ်ယာန်ဘာသာယဉ်ကျေးမှုထွန်းကားလာတဲ့အချိန်မှာကျွန်တော်တို့ဒီကျွဲကြုံအသုံးပြုမှုကိုဒီစကောကရင်တွေမှာသိမတွေ့ရတော့ပါဘူးအပိုးကရင်တွေဘက်ကကြည့်ရအောင်ပိုးကင်တွေကြတော့ဒီကျွဲကြိုကိုဝိညာဉ်ဆိုင်ရာရိုးရာခန္ဓာတွေမှာပို့ပြီးတော့သုံးတာကိုတွေ့ရတယ်ဘိုးဘွားဝိညာဉ်ပူဇော်ပွဲတွေလေယာနတ်ပူဇော်ပွဲတွေမှာအရေးကြီးတဲ့သင်္ကေတဖြစ်ကျွဲကြိုကိုသုံးတယ်တခါလေကြားလို့ရှိရင်တူရိယာပစ္စည်းတွေလည်းတီးမှုတ်ပြီးတော့ရိုးရာတခြင်းတွေနဲ့ပေါင်းစပ်သုံးပြုကြအောင်တွေ့ရတယ်တချို့ဒေသတွေမှာဆိုလို့ရှိရင်ဒီကျွဲကြိုတွေကိုအိမ်မှာပေါ့နော်အိမ်လာစင်ပစ္စည်းတစ်ခုအလေးထားစရာပစ္စည်းတစ်ခုနဲ့အမတ်တရားထားတာကိုတွေ့ရတယ်အခြေခံအဖြစ်ဒီစကောရောပိုးရောပေါ့နော်လူမျိုးမျိုးစလုံးမှာဆိုလို့ရှိရင်ကျွဲကြိုဟာအာမန်နဲ့ရိုးရအမွေနစ်ကိုစားပြုတာကိုတွေ့ရတယ်အဲ့မှာစကောကင်တွေကကြတော့လက်တွေ့ကြသုံးတဲ့နေရာမှာတွေ့ရတယ်ပိုးကင်တွေမှာကြတော့ကျွန်တော်တို့ဒီဝိညာဉ်ပိုင်းဆိုင်ရာကိစ္စတွေပေါ့နော်အခမ်းအနားတွေမှာပို့ပြီးသုံးတာကိုတွေ့ရတယ်အဲ့တော့ကျွန်တော်တို့ကင်တွေမှာများသောအားဖြင့်ဒီဖားစီနဲ့ကျွဲကြိုကိုတွဲဆက်ပြီးတော့သုံးတာကိုတွေ့ရတယ်နော်အဲ့တော့ကျွန်တော်ဖားစီအကြောင်းတော့ပြောပြီးသွားပြီအခုတော့ကျွန်တော်ကျွဲကြိုအကြောင်းကိုဆက်ပြီးတော့ပြောသွားမယ်ပေါ့နော်ကျွဲကြိုနဲ့ဖားစီဘယ်လိုဆက်နွယ်နေသလဲပေါ့နော်ကရင်ယဉ်ကျေးမှုထဲမှာဒီကျွဲကြိုနဲ့ဖားစီဟာဒီကြတူရိယာတွေဖြစ်မယ်လို့သမိုင်းသင်္ကေတနဲ့ဝိညာဉ်ရေးဆိုင်ရာအဓိပ္ပာယ်များမှာဆက်နွယ်မှုရှိနေတာကိုတွေ့ရတယ်ကျွဲကြိုကိုကြတော့လူစုခေါ်ဖို့အခမ်းအနားစတင်ကြေညာဖို့ဝိညာဉ်ခေါ်ပွဲတွေမှာအတန်ပေးဖို့အသုံးပြုတယ်ပေါ့နော်ကျွဲနာတွေဟာဆိုလို့ရှိရင်လေယာဘဝနဲ့ဒီအာမန်ကိုစားပြုပါတယ်အဲ့တော့အဓိကဆက်နွယ်ချက်ကိုကြည့်မယ်ဆိုလို့ရှိရင်လေယာအခြေခံယဉ်ကျေးမှုတော့ဒီနှမျိုးစလုံးကလေယာဘဝနဲ့မိုးရေသိတဲ့ထွက်ကောက်မှုကိုဆက်ဆက်ထားတာတွေ့ရတယ်နောက်တစ်ခုကအတန်အပြည့်ဆက်တဲ့ခြင်းတော့လူနဲ့ဝိညာဉ်ပေါ့နော်လူနဲ့လူကိုခေါ်တဲ့နေရာမှာလည်းအသုံးပြုတော့တွေ့ရတယ်ပြီးလို့ရှိရင်ရှေးဟောင်းရှေးတောင်အာရှယဉ်ကျေးမှုရဲ့အမွေအနှစ်တစ်ခုအနေနဲ့ကရင်တွေဟာဒီရွှေပြောင်းဆင်းသက်လာတဲ့သမိုင်းတစ်လျှောက်လုံးမှာဒီပြည်စင်းမျိုးကိုတူတူကွာဆက်ဆက်ပြီးယူဆောင်လာတာကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ယဉ်ကျေးမှုမြေမှာဆိုလို့ရှိရင်ကရင်ရိုးရာသဘောတရားရဒီဖားစီရကြတော့ဒီမိုးနဲ့သဘောတရားကိုစားပြုတဲ့ကောင်းငင်ကအတန်ဖြစ်တယ်လို့ဒီကျွဲကြွားလည်းပဲလူသားအတိုင်းဝိုင်းမှာတွေ့ရတဲ့မြေပြင်အတန်ပေါ့နော်ဒီသင်္ကေတတစ်ခုဆက်ဆက်မှုကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ရှေးဟောင်းနောက်ခံကြည့်ကြအောင်ပေါ့နော်ဒီကရင်လူမျိုးတွေဟာရာစုနှစ်ပေါင်းများစွာအတွင်းမှာပေါ့နော်ဒီတရုတ်တောင်ပိုင်းကနေပြီးတော့ဒီနေ့ဗမာပြည်ထိုင်းဒေသအထိတဖြည်းဖြည်းရွှေ့ပြောင်းလာတာကိုတွေ့ရတယ်ဆို
ဒီလိုဆင်းသက်လာတဲ့သမိုင်းတစ်လျှောက်မှာဒီတိရစ္ဆာန်ဥဂျိုပေါ့နော်ဒုရိယာတွေပြလို့ရှိရင်ဒီကျေးစီလိုမျိုးနော်ဒုရိယာပစ္စည်းတွေကိုလည်းပဲကျန်တဲ့လူမျိုးတွေကရှင်းမစွာတွေကသုံးခဲ့ကြတယ်ပေါ့နော်တော့ပြောမှဆိုလို့ချင်းဒီဒေါန်ဆောင်ယဉ်ကျေးမှုမှာဆိုလို့ချင်းအပုံတွေအဖြစ်မိုးခေါ်တယ်အလေအသီးနဲ့ကောင်းမွေရေးနဲ့ဝိညာဉ်ခန္ဓာတွေမှာလည်းအသုံးပြုတယ်ဒါမျိုးကကျွန်တော်တို့ပြင်လူမျိုးတွေစီမှာလည်းလာပြီးတော့ဆက်ဆက်ပြီးတော့အသုံးပြုတော့ကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ကြွကြုံမုတ်တဲ့အလေးထားကအရင်ပြင်လူမျိုးတွေဆင်းသက်လာတဲ့ရှေးဟောင်းလူမျိုးတွေစီကနေတိုက်ရိုက်ကြွကြုံရိုးရာကိုတိုက်ရိုက်တည်ဆောင်လာခဲ့တယ်ဆိုတော့တက်တည်ပြနိုင်တဲ့အထောက်ထားတော့မရှိပါဘူးဒါပေမဲ့လို့တိဘက်မြန်မာအမျိုးရင်းစုတွေနောက်ပြီးအခြားတောင်တန်းဒေသမျိုးစုတွေမှာဆိုလို့ရှိရင်တော့ဒီကြွကြုံမုတ်တဲ့အလေးထားကိုကျွန်တော်တို့တွေ့ရှိရပါတယ်အဲဒါကြောင့်မလို့ကျွန်တော်တို့ရဲ့မူလယဉ်ကျေးမှုအလွှာကိုဆက်လက်ထိန်းထားတာလည်းဖြစ်နိုင်တယ်ဒါမို့လို့ရှိရင်အနီးနားကလူမျိုးစုတွေစီကနေပြီးတော့ယဉ်ကျေးမှုဖလှယ်တဲ့အနေနဲ့အလက်စကန်တက်ဆောင်လာမျိုးလည်းဖြစ်နိုင်ပါတယ်တော့ကျွဲနွားပေါ့နော်ဒီကျွဲနွားကိုကြည့်မယ်ဆိုလို့ရှိရင်ဒီကျွန်တော်တို့ပြင်လူမျိုးတွေအတွက်စီးပွားရေးရနော်ရစ်ပူဇော်မှုရဒါမှမဟုတ်လို့ရှိရင်အာနာနဲ့အစင်တန်းတင်ကြတာပေါ့နော်ဒါလေးနဲ့ကျွန်တော်တို့လူမျိုးစုတွေအသုံးကြတာကိုကျွန်တော်တို့တွေ့ရတယ်ပြီးလို့ရှိရင်ဒီကျွဲကြိုတွေကိုလည်းဒုရိယာဖြစ်နေအသုံးပြုခြင်းဟာကျွန်တော်တို့အလေယာအခြေခံဝိညာဉ်ရေးယဉ်ကျေးမှုနဲ့ကန့်ညီနေတာကိုအတွေ့ရပါတယ်အချင်းချင်းအပြင်ပြောမှဆိုလို့ရှိရင်ကျွန်တော်တို့ကရင်ကျွဲကြိုရိုးရာဟာတမျိုးတည်းသောမူလဘိုးဘွားစုကနေပြီးတော့တိုက်ရိုက်တည်ဆောင်လာခဲ့တယ်လို့အတီးပြုလို့မရပါမယ်လို့ဒီရှေးဟောင်းပေါ့နော်အရှိတောင်အာရှလေယာဝိညာဉ်ရေးယဉ်ကျေးမှုအလွန်နဲ့ဆက်နွယ်နိုင်တယ်ဒီရွှေပြောင်းလာတဲ့သမိုင်းမှာဆိုလို့ရှိရင်ယဉ်ကျေးမှုရလဲလှယ်ပြီးတော့အသုံးပြုလာတဲ့ဒုရိယာပစ္စည်းတစ်မျိုးဖြစ်တယ်လို့ကျွန်တော်တို့ဆိုနိုင်ပါတယ်ကြွကြွသမိုင်းကိုကျွန်တော်တို့ပို့ပြီးတော့နည်းနည်းချမ်းချမ်းလေ့လာကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီလက်တွေ့ဘဝမှာအခြေခံကြတဲ့လေယာလုပ်ငန်းမှာသုံးတဲ့အရေးပါဆုံးတိရစ္ဆာန်ဖြစ်တဲ့ဒီကျွဲနွားကနေပြီးတော့လက်ထုံခြင်းတွေတည်ပို့ဆောင်ရေးနောက်ဟိုမူလဗုဒ္ဓနော်ကျွန်တော်တို့ဒီဘိုးစဉ်ပေါင်းဆဲတွေမှာဆိုလို့ရှိရင်ရေပူစောမျိုးခန္ဓာတွေမှာသုံးတယ်အဲ့တော့ဒီတိရစ္ဆာန်တွေတည်သွားတဲ့နောက်ပိုင်းမှာဒီကျွဲကြိုတွေကိုလည်းပဲကျွန်တော်တို့ကသဘာဝလျောက်ဒီဒုရိယာပစ္စည်းတစ်ခုနဲ့ဆက်လုံးသုံးစွဲတာမျိုးဖြစ်လာနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ကျွဲကြိုကိုဒုရိယာအဖြစ်အသုံးပြုခြင်းဟာတဘာဝဘဝကနေပြီးတော့တိုးတက်ဖွံ့ဖြိုးလာတဲ့ယဉ်ကျေးမှုတစ်ခုဖြစ်နိုင်ပါတယ်အခြားတစ်ခုပေါ့နော်ဒီဒေသတွင်းမှာရှိတဲ့ယဉ်ကျေးမှုရဲ့လှိုင်းပေါ့နော်အဲ့တော့ဒီအရှိတောင်အာရှဒေသတွေမှာဆိုလို့ရှိရင်ဒီကျွဲကြိုမုတ်တဲ့ဒုရိယာတွေပြီးလို့ရှိရင်ဒီဖားစီနော်တွန်းလုပ်တဲ့ယဉ်ကျေးမှုတွေပြီးလို့ရှိရင်မိုးခေါ်ပွဲနဲ့ပတ်သက်တဲ့ဒီအစင်တာတွေကလည်းပဲဒေသတွင်းမှာထုံးကားခဲ့တာကိုတွေ့ရပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကရင်တွေကဒီကျွဲကြိုရိုးရာကိုမိမိတို့ရဲ့မူပိုင်သင်္ကေတတစ်ခုပုံပဲနဲ့ဒီဒေသအတွင်းမှာဖြစ်ပေါ်နေတဲ့ယဉ်ကျေးမှုတွေရဲ့ပေါင်းစပ်ဖွဲ့စည်းထားတဲ့အခြေအနေတစ်ခုဖြစ်နိုင်ပါတယ်နောက်ဆုံးချက်အနေနဲ့ကြည့်ရအောင်ဒီမျိုးရင်းနဲ့ဘာသာပေဒအမြင်မှာဆိုလို့ရှိရင်ကျွန်တော်တို့ပြင်ဘာသာဒီတိဘက်တို့ဘာမန်လို့ခေါ်တယ်နော်ဒီဘာသာစကားအုပ်စုကနေဆင်းသက်လာတဲ့အတွက်ကြောင့်ဒီကျွဲကြိုသုံးခြင်းအပြင်ကျွန်တော်တို့ကဘယ်မျိုးနွယ်စုနဲ့သက်ဆိုင်နေဆိုတဲ့သမိုင်းသက်သေထောက်တာမရှိပါဘူးမိတို့ပြင်ဆိုစီကမို့ကျွန်တော်တို့ပြင်လူမျိုးတွေဟာဖားစီကိုသုံးတယ်လို့ပဲအခုကျွန်တော်တို့ဒီကျွဲကြိုဆိုတာကိုလည်းလူမျိုးရဲ့သင်္ကေတအမှတ်လက္ခဏာအရေးကြီးတဲ့ပစ္စည်းတစ်ခုနဲ့ဒီကနေ့ထိတိုင်ဆွဆွမြဲမြဲသုံးဆောင်နေတာကိုကျွန်တော်တို့တွေ့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်